ကယ်၍မိခင်ရဲ့ပေါက်ဖွင့် cervix ပြပြလာပြီးဆိုရင်မိခင်ကတိုက်ပေးရပါမယ် push ကလေးဖွားရန်အတွက်တိုက်ကောင်းကောင်းတိုက်မယ်ဆိုရင်မွေးဖွားတာလင်းမြန်တယ်အောက်ပိုင်းမိုးကွဲမလွယ်ဘူးကလေးလဲဘေးကင်းစွာထွက်လာမယ်တိုက်မိအချိန်မလွတ်ခင်မိခင်ကအစင်ပြေတဲ့ post နဲ့နေပါကောင်းနဲ့ကိုထက်ကိုအနှဲငယ်မြှောက်ထားပါဘေးအိုးနဲ့ထောက်ပံ့ပြီးဒူးမြောက်ပြီးခြေကွက်ကွက်ထားပါစီးယုံမှာခြေတင်နဲ့ထိုင်ကားနှစ်ချောင်းရှိပါတယ်လက်နှစ်ဖက်ကိုချက်ကင်ပက်ဆောင်တိုင်ကင်ထားပါတိုက်မယ်ဆိုရင်ပထမဆုံးရှူသွင်းတာကိုနတ်နတ်ရှည်ရှည်တစ်နှစ်ကြိမ်လုပ်ပါဒါပြီးမှတိုက်မယ် ပြီးတော့မိမိရှူသွင်းကိုပြည့်ပြည့်မတ်မတ်အသက်ရှူရပါ ခေါင်းကိုရင်ဘတ်နဲ့နီးနီးကပ်ကပ်ထားပါမိမကိုမအောက်သို့ဖိအားကိုအသုံးပြု၍မစင်စွန့်ရနစ်ချင်းနဲ့ဆင်တူသည်6က8စက္ကန့်လောက်သုံးပြီး3-4ချိန်ထပ်လုပ်ပါတားရင်ကျုံးတဲ့အခါတွန်းမှာတားရင်ပြေလျော့တော်သောအခါတွင်မိခင်သည်အသက်ပြီးပြီးရှူကာကြွက်သားအလုံးကိုပြေလျော့စေကာတားရင်ပြန်ကျုံလာမိအချိန်ကိုစောင့်တင်သည်ကလေးဤဦးခေါင်းထက်သည်နဲ့တွန်းချင်းကိုရက်ပါတကြိမ်လျင်8စက္ကန့်ထက်ပိုကြအောင်မတိုးမိစေရန်တတိထားပါ